ဒီစိတ်ကိုစကားပန်တာနဲ့လာကြွတာနော်ဟိုင်းဒီနေ့ကကင်းနမ်တွေ့ရကြပြီဖြစ်တယ်ကင်းရဲ့ချစ်ကလေးကဘန်ကောက်ကိုလာလဲမှာဖြစ်ပါတယ်အခုသူ့ကိုလေးစိတ်မှာသွားကြုံမလို့ပါပြီးတော့သူ့ကိုလေးစိတ်မှာကြုံပြီးဒီနေ့တနေ့ကောသူနဲ့တူတူမုတ်တွေလျှောက်စားမယ်အပြင်တွေလျှောက်သွားမယ်ဘေးသွားမလဲဘာတွေစားမလဲဆိုရအတိရအောင်ကင်းရဲ့ vlog လေးကိုကြည့်ပြီးတူတူကြည့်ပေးပါအောင်နော်အားလုံးပဲကင်းနဲ့တူတူလေးစိတ်ကိုလက်ခဲ့ကြည့်ကင်းလေးစိတ်ကိုသွားနေဖြစ်ပါတယ်ရောက်ပါတော့မယ်လေဝင်နှမ်းမြင်နေရတယ်ပေါ့နော်လေရင်ဝဲကိုရောက်တာနဲ့ရေစုံကတော့သူ့ရဲ့လေရင်တစ်ချိန်ဆိုင်မလဲဆိုတာဟာရဲ့လေရင် delay ဖြစ်မှဖြစ်သိရအောင်ဒီပုံမှာသွားပြီးအရင်ကြည့်ရတယ်ပေါ့နော်ရင်ချင်းရလဲစိုက်ဖို့စွန်းနေသေးရနဲ့ကင်မလီရင်ခွင်းထဲမှာဆိုင်တွေကိုရှောက်ပတ်ကြည့်ရင်းနဲ့သူဝနာဘူမီလေးစိတ်ထဲမှာဒီ pop mart ဆိုင် delay ဖွင့်ထားတွေ့ရနဲ့ဝင်ကြည့်ခဲ့ပါတယ်အဲ့တွေမှာချိတ်လို့ရတဲ့ဒီ keychain ပါတဲ့ plush toy တွေထဲမှာပေါ့နော်ဒီ Hasi Pupu series တွေကလည်းမစိုးဘူးချစ်စရာရန်ကောင်းတယ်ကင်ကလာဘူဘူးရုပ်တွေတော့မကြိုက်ဘူး plush toy ဆိုမှဒီလိုတေးသေးလေးထွက်တာတော့နည်းနည်းလေးချစ်ဖို့ကောင်းနေတယ်လို့ပဲဝနာဘူမီလေးစိတ်မှာဖွင့်ထားတဲ့ဒီပေါ်မှာဆိုင်တကြီးမှာဆိုရင်အယုတ်တွေကတော်တော်စုံသေးတယ်မျိုးရင်းဆိုင်တွေမှာမရတော့တဲ့အယုတ်တွေကစာဒီမှာရှိသေးအောင်တွေ့ရတယ်ပေါ့နော်တကယ်လို့ကိုကအယုတ်စုနေတဲ့ collector သမားဆိုရင်ကိုရှာချင်တဲ့အယုတ်ရှိရဆိုရင်ဒီဆိုင်မှာလာရှာကြည့်ဖို့အတွက်ကင်ကပြောချင်ပါတယ်ကင်ကလက်ဆောင်ပေးဖို့အတွက်တော့အခုအရန်ကိုခေတ်စားနေတဲ့ဒီ scar panda လေးကိုပဲရွေးလိုက်ပါတယ် scar panda တဲ့ဟိုမှာကင်က you found me series ရဲ့ဟာကိုမရွေးဘူးပေါ့နော်ဒီ series လေးကိုရွေးတယ်ဘာလို့လဲဆိုတော့ဒီ series လေးကမလှတဲ့ရုပ်မပါတာမရှိဘူးအကုန်လုံးကလှတယ် you found me series ရဲ့ကကြတော့အခုခေတ်စားနေတဲ့အတိုင်းတချို့လူတွေမကြကျင်ကြတဲ့မြေပဲမှာတော့အခြားရုပ်တွေကြမှာဆိုတာမျိုးမရွေးလိုက်ဘူးပေါ့နော်ကိုယ့်ကိုကြတော့ကင်ရန်လိုချင်နေတဲ့မော်လီနဲ့ဆိုတိုပီယာနဲ့ collab လုပ်ပြီးထုတ်ထားတဲ့ဒီ fake blind box လေးကိုဝယ်ခဲ့ပါတယ်ဗီဒီယိုတော့မရိုက်ခဲ့ရလို့ပုံလေးထည့်ပေးလိုက်ပါတယ်လက်ဆောင်လည်းဝယ်ပြီးလင်းဆိုင်ဖို့ချိန်ကလည်းနင်းနေပြီဆိုတော့ကင်မရာပဲကိန်းမှာပဲသွားဆောင်နေလိုက်ပါတယ်ညလေးစိတ်ကိုစကားပန်တာနဲ့လာကြွတာနော်လေးစိတ်ကနေအိမ်ကိုပြန်ပြီးတော့ထုတ်တွေပါတယ်သွားချတယ်ပြီးတော့နေတဲ့စားစားဖို့အတွက်အစုပ်ကတာမိနစ်အတွက်တော့ထွက်လာခဲ့ကြပါတယ်ဗီဒီယိုရဲ့နောက်ပိုင်းမှာတော့ကင်မရိုတနေကုန်ဘာတွေစားလဲဆိုတဲ့ဟာလေးကိုဆက်ပြီးတော့ပြပြပေးသွားမှာပါဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးပါဦးနော်ဘန်ကောက်ကိုရောက်တာနဲ့ fasting fast အနေနဲ့ကတော့ Thai authentic အရသာစစ်စစ်ကွတ်တီကိုခေါက်ဆွဲကိုအရင်ဆုံးစားသင့်ပါတယ်ကျောက်ခေါက်ဆွဲပုံမှန်စားတာဟိုနဲ့စားတာဒီမှာ rice noodle နဲ့စားကင်ကတော့ဘန်ကောက်ကိုဧည့်သည်လာလို့ကွတ်တီကိုခေါက်ဆွဲကောင်းကောင်းလိုက်ကျွေးမယ်ကိုရိုင်းလည်းကောင်းကောင်းလေးစားချင်တယ်ဆိုရင်တော့ဒီဆိုင်လေးကိုလာလိုက်တာပါပဲဆိုင်နာမည်လေးကတော့ထိုင်ပုံးနူတယ်ပဲဖြစ်ပါတယ်သူကဈေးလည်းရမ်းမကြီးဘူးပေါ့နော်ကွတ်တီကိုတပွဲမှာဘတ်100ဝန်းကျင်ကနေစပြီးတော့ဘတ်400ဝန်းကျင်လောက်ထိရှိတယ်တော်စမစ်တို့လိုဆိုင်ကလူတွေကြိတ်ကြိတ်တိုးနဲ့စားဖို့ရေးလေးကိုအများကြီးတန်းစီပြီးစောင့်နေစရာမလိုဘူးဒါပေမဲ့တော်စမစ်လိုပဲအရန်ကောင်းပါတယ်ကင်နိုမာထားတွေလည်းအကုန်စုံရောက်လာပြီတပွဲကတော့ဝက်သားနဲ့နောက်တပွဲကတော့အမဲသားပြားရော brace beef ပေါ်ပါတယ်ဒါလေးကတော့ဝက်ခောက်ကြော်ပေါ့နော်ဒီတပွဲအသေးလေးကတော့ဝက်စီဘတ်အကြော်သေးလေးတပွဲကတော့ဝက်ခောက်ကြော်ဖြစ်ပါတယ်ဒီဆိုင်ကကွီဒီယိုခေါက်ဆွဲတွေကခေါက်ဆွဲသားကိုလည်းအမျိုးမျိုးရွေးလို့ရတယ်ပေါ့နော်ကျုပ်ခေါက်ဆွဲနဲ့စားမလားကြာစံဆန်ပြား၄မျိုး၅မျိုးလောက်ရတယ်မဲလုံးပါတယ်ဟာမဲသားဗျာဒါတော့ brace beef ကင်နိုနေ့လည်စာစားပြီးတော့ terminal 21မှာပဲ shopping ခဏပတ်လိုက်တယ်ပြီးတော့အိမ်ပြန်လာပြီးတော့ဒါကတော့ညဘက်ပြန်ထွက်လာဖြစ်ပါတယ်အခုကတော့ကင်နို icon CM ကိုရောက်နေပါပြီဒီလိုမလာခင်ကတော့အရှိမဘားလေးတစ်ခုမှဝင်ထိုင်နေသေးရပေါ့နော် private တိုင်းလိုချင်တာနဲ့ကင်နိုဗီဒီယိုတော့မရိုက်ခဲ့ဘူးဘားကအပြန်မှာတော့ icon CM ကိုလည်းဝင်လဲရင်းနဲ့ကင်အရင်ကြိုက်တဲ့ sushi ကိုသွားစားမှာဖြစ်ပါတယ်ဆူရှီဆိုင်နာမည်လေးကတော့ sushi roll လို့ခေါ်တဲ့ train sushi ဆိုင်လေးပဲဖြစ်ပါတယ်โอเคဒီလို sushi ဆိုင်မျိုးကို train sushi ရော rotation sushi လို့လည်းခေါ်ကြရတယ်ပေါ့နော်သူကဒီလိုဝိုင်းပေါ်မှာ sushi တွေကတစ်ဆိုင်လုံးကိုလှည့်ပတ်သွားလာနေတာဖြစ်ပါတယ်ကိုကြိုက်တဲ့ sushi တွေ့ရင်ယူလိုက်ရုံပါပဲဝါဆာဘီဒီဆိုင်က sushi ရဲ့ဈေးနှုန်းကဘတ်40ဝန်းကျင်ကနေစပြီးတော့အစားစားရှိပါတယ်ဆူရှီမျိုးစားတစ်ခုနဲ့တစ်ခုကြားမှာဆူရှီမျိုးစားနာမည်နဲ့ဈေးနှုန်းပါတယ်ဒီလိုဘန်နာကက်လေးထောင်ပေးထားတယ်အဲ့ဒါကိုကြည့်ပြီးတော့ကိုကဈေးနှုန်းတွေသိလို့ရသလိုပကံနေအယောင်လိုက်နဲ့လည်းဈေးနှုန်းတွေခွဲလို့ရပါတယ်ပကံဖြူဆိုရင်တော့ဘတ်60တွေများတယ်ပကံနီဆိုရင်တော့ဘတ်40ကျန်နေပါပဲဒ
ဒီ sushi raw sushi ဆိုင်ကိုကြားရတဲ့အဓိကအကြောင်းရင်းကတော့သူ့ရဲ့ sushi ကဈေးလမ်းရမ်းကြီးဘူး nigiri တွေရော gangan rolls တွေရောကအရင်ညတာရှိတယ် sashimi တွေဆိုရင်လည်းအရင် fresh ဖြစ်တယ်ပေါ့နော်ကိုစားချင်တဲ့ sushi ကဒီ rotating သွားနေတဲ့ sushi တွေထဲမှာမပါဘူးဆိုရင်လည်းသူတို့ရဲ့ဒီ system menu ကနေပုံမှာလို့ရပါတယ်တောက်စရာတွေ dessert တွေဆိုရင်လည်းဒီထဲကနေပဲမှားရတာပေါ့နော်ပတ်စံရှင်းမဲ့ဆိုရင်လည်းဒီကနေပဲခေါ်ရတာပါဒီ sushi roll ဆိုရဲ sushi ဆိုင်ကတော့ဘန်ကောက်ရဲ့နာမည်ကြီး shopping mall တွေတော်တော်များများမှာဆိုင်ခွဲတွေအများကြီးရှိပါတယ်။ sushi roll sushi ဆိုင်မှာစားထားတဲ့ food vlog လေးကိုတည်တံ့ကြည့်နေတယ်ဆိုရင်တော့ Kim ရဲ့ TikTok မှာလည်းသွားကြည့်လို့ရပါတယ်။ဒါကတော့နောက်တစ်နေ့ရောက်သွားပြီပဲဖြစ်ပါတယ်။ Kim တို့အပြင်မထွက်ခင်မှာလေစိမ့်မှာသွားကြုံတော့ Kim ဝယ်သွားပြီးတဲ့ scar panda ရုပ်လေးကိုဇက်ဇက်က unboxing လုပ်မှာဖြစ်ပါတယ်။ Kim တို့ဒီနေ့မှာရောဘယ်လိုသွားပြီးတော့ဘာတွေလုပ်ကြမလဲဘာတွေစားမလဲဆိုတာသိရအောင် Kim ရဲ့နောက်ထပ်လာမယ့် vlog episode 3လေးကိုလည်းစောင့်ကြည့်ပေးပါဦးနော်။ ဟုတ်ပြီနော် Hay una pegado por comer un sitio, ahora está llorando. Gatito, miau, miau. Vale.